Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေနီးပြရူဘင်အမိုရင်ကိုထုတ်ပေအပြီးမှာနောက်ဆက်တွဲနောက်ထပ်စိတ်ပူစရာတစ်ခုဖြစ်ဝင်လင်ကစားမှာဖြစ်တဲ့ Bruno Fernandes ရဲ့အနာဂတ်ကိစ္စတွေလည်းကျွန်တော်ပါဝင်လာပြီဖြစ်တယ်ပေါ့လက်ရှိနောက်ပိုင်း Sky Sport တို့ဘာလို့ရဲ့ report တွေရဆိုလို့ရှိရင် Fernandes ရဲ့အနာဂတ်ဟာ Manchester United မှာဘာမှမတီးကြတော့ဘူးဆိုပြီးတော့ပြောလာတာတွေကျွန်တော်ရှိတယ်ပေါ့နော်ဒါနဲ့ပတ်သက်လို့ကျွန်တော်နည်းလေးဆွေးနွေးကြည့်အောင်ဆိုတော့ပြီးခဲ့တဲ့နွေရာသီအပြောင်းရွှေ့က Bruno Fernandes ဒီညီကိုတို့တည်တဲ့အတိုင်းပဲကျွန်တော် Saudi Arabia ကိုပဲကျွန်တော်ဖြစ်ပေါ့နော်အသင်းပြောင်းမှုအတွက်တော်တော်ကိုအခြေအနေကောင်းခဲ့တာအရန်ကောင်းတဲ့လောက်ခလာစာနဲ့လည်းကန်လန်းနေအရန်ကောင်းတဲ့ကျွန်တော်ပေါ့နော်ဒီဘယ်လိုပြောမလဲပြောင်းရွှေ့ခြင်းနဲ့လည်း Manchester United ထံကန်လန်းနေအသင်းရဲ့ဘက်ကတော့ငါတို့ကတော့သူတို့ကန်လန်းတဲ့တန်ကြီးကိုတော့ညင်းဖို့တော့မရှိဘူးဒါပေမဲ့မင်းကိုလည်းငါတို့ကဒီတိုင်းထုတ်ချင်တာမဟုတ်ဘူးဆိုတော့မင်းစန္ဒရှိရင်နေဆိုတဲ့ပုံစံမျိုး Bruno Fernandes ရဲ့ဘက်ကလည်းငါဟာအသင်းရဲ့ project ထဲမှာပါနေသေးတယ်ဆိုလို့ရှိရင်တော့ဆက်နေမယ်အသင်း project ထဲမှာမပါတော့ဘူးဆိုရင်တော့ပြောင်းမယ်ဆိုတဲ့သဘောအဲ့ဒီထဲမှာနီးပြ Ruben Amorim က Fernandes မင်းဆက်နေမှရမယ်တော့ဒီအသင်းမှာမင်းကအရေးပါတုံးမယ်အသင်းကောင်းဆောင်တယောက်လည်းဖြစ်နေတယ်လို့ငါဟာမင်းကိုလိုအပ်နေတုံးမယ်ပေါ့ဆိုတော့နီးပြ Ruben Amorim ဖြောင်းဖျားခဲ့လို့ဝင်လင်ကစားမှာဖြစ်တဲ့ Bruno Fernandes ကအသင်းမှာဆက်ပြီးရှိခဲ့တယ်လို့သူကိုယ်တိုင်ကလည်းအဲ့ဒီအချိန်တုန်းကSorry ကိုပြောင်းဖို့အတွက်အချိန်မတန်သေးဘူးလို့ယူဆတဲ့အတွက်ပေါ့နော်အသင်းမှာဆက်ပြီးတော့နေခဲ့တာအခြားကစားမတွေလိုပဲပြေးနိုင်လွှားနိုင်နေတော့မယ်ပွဲတော်တော်များများကိုကစားနိုင်နေတော့မယ်เนาะအခြေအနေကောင်းတော်တော်များများကိုသူဖန်တီးနိုင်နေတော့မယ်အသင်းရဲ့လက်ရှိတွင်းကိုဖန်တီးမှုနဲ့ပတ်သက်ရင်အကောင်းဆုံးကစားသမားဖြစ်ရှိနေတော့မယ်အဲ့တော့သူကိုယ်တိုင်ဟာ Manchester United မှာအရေးပါနေတော့မယ်နံပါတ်10မှာမကစားရတော့ပြီးမဲ့လေလူသူကြတဲ့နေရာမှာတာဝန်ထမ်းဆောင်နေပြီးရင်ကျွန်တော်တို့အသင်းရဲ့ output numbers တွေထဲမှာသူဟာအကောင်းဆုံးဖြစ်နေတော့မယ်အခွင့်အရေးဖန်တီးမှုနဲ့ပတ်သက်လို့ရှိရင်အများအားပြောစရာဖြစ်တဲ့ Manchester United က Fernandes ကိုမကြိုက်တော့လည်းပဲเนาะဘယ်သူပဲဖြစ်ဖြစ်ပေါ့ဗျာကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေလိုအပ်နေစေဆိုတာကျွန်တော်ညင်းလို့မရဘူးဆိုတော့အခုနီးပြအမိုရင်သူအသင်းမှာဆက်ပြီးတော့နေအောင်လို့အဓိကတွန်းအားပေးခဲ့တဲ့ဖြောင်းဖျားခဲ့တဲ့နီးပြ Ruben Amorim ကအသင်းကနေထုတ်ပယ်ခံရတဲ့အခါ Fernandes ရဲ့အနာဂတ်ဒီပါတေးကြပြီးတာဆိုလို့ရှိရင်တော့လာမယ့်ရာသီမှာ Fernandes ဆက်ပြီးတော့ရှိဖို့ဟိုဘာလဲအခြေအနေနည်းသွားပြီဆိုပြီးတော့ပြောလာကြတာညီကတို့ဘလူးမင်းညလည်းဆက်ပြီးတော့ထိန်းထားသိနေထင်ကြလားတခုတော့ရှိတယ်ပေါ့နော်ကဘာဖလားပြီးမှပဲသူ့ရဲ့အနာဂတ်ကပေါ်မှာပါအဓိကအပြင်သူကကဘာဖလားကိုအရင်ဆုံးပေါ်တူဂီနဲ့အဆုံးသတ်မယ်ပြီးတာနဲ့အနာဂတ်ကိုဆုံးဖြတ်မယ်သဘောဒီနေရာမှာနီးပြသစ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့အနေနဲ့အသင်းကိုကျွန်တော်စတင်ပြီးတော့သွားတဲ့အခါမှာအခက်ခဲတွေကြားတဲ့အများကြီးကြုံရမယ့်နေတာမှာသူ့ကိုဆွဲတင်ပေးထားနိုင်မဲ့ကစားမလိုပါတယ်ပြောလို့ရှိရင်တော့ဗျာလိုအပ်နေတဲ့ဆိုတဲ့ကာလတွေမှာလုံးပြနေတဲ့ကစားမမျိုးကျွန်တော်လိုတယ်တခုပဲ Fernandes ကိုကျွန်တော်တို့လက်လွတ်ပြီးဆိုရင်တော့မှ32နှစ်လောက်ဖြစ်နေတဲ့အတွက်ကျွန်တော်ကလက်လွတ်တာကလည်းအသင်းကိုတော့အပြစ်တော့ပြောလို့မရဘူးအကယ်လို့မြင်လက်လွတ်မယ်ဆိုရင်ပေါ့ဒါပေမဲ့အစားထိုးနိုင်မှာလားပေါ့ဒီနေရာမှာကျွန်တော်ပြောလို့ Fernandes ကိုလက်လွတ်လို့နောက်ထပ် Fernandes လိုလူတယောက်ခေါ်ရမလို့ဘူးเนาะ Fernandes ကိုလက်လွတ်ပြီးတော့အဲ့ဒီတာဝန်တွေကိုလက်ရှိနေတဲ့ Mason Mount တို့ကယူနိုင်တယ်เนาะကျွန်တော်ပြီးရင် Ahmed Diallo တို့ကခွဲယူနိုင်တယ်ဟဲ့လားအမ်ဘူမူတို့ကခွဲယူနိုင်တယ်ရှက်စကူတို့ကခွဲယူနိုင်တယ်ကူညာတို့ကခွဲယူနိုင်တယ်ဆိုရင် Fernandes ကိုလက်လွတ်ပြီးတော့ Fernandes လိုကစားမမျိုးနောက်တစ်ယောက်ထပ်ပြီးတော့ခေါ်စရာမလိုဘူး Central midfielder တစ်ယောက် Elliot Anderson လားเนาะ Adam Wharton လားเนาะ Angelo Stella လားဟာလားပြီးလို့ရှိရင်ကျွန်တော် Carlos Baleba လားလိုအပ်တဲ့နေရာတွေကျွန်တော်ခေါ်နိုင်ရင်ဒါပြဿနာမရှိဘူးအခုကကျွန်တော်ပြည်သက်တွေကြားထဲမှာဘလို့ဖြစ်နေလဲကျွန်တော်ကြံတဲ့သူတွေတော့မသိဘူးပေါ့ချွတ်ချွတ်တော့လေ Fernandes ကိုမကြိုက်တဲ့သူတွေရှိတယ်ဆိုတော့ Fernandes ကိုလက်လွတ်လေကောင်းလေပေါ့နော်ဒါတော့ထားပါတယောက်နဲ့တော့အမြင်မတူဘူးဆိုတော့ Fernandes ကိုလက်လွတ်ရလာအောင်ထိပေါ့နော်ကျွန်တော်က Ineos ကိုမယုံဘူးအမှန်တိုင်းပြောတာเนาะနောက်ထပ်နီးပြတစ်တယောက်ကျွန်တော်ရောက်လာမယ်လောလောဆယ်မှာဆိုလို့ရင်ယာဒီကုန်ထိသွားမယ်ဆိုတော့ Fernandes ကလည်းယာဒီကုန်ထိရှိမှာပဲပူစရာမလိုဘူးဒါပေမဲ့ယာဒီတစ်စတဲ့အခါမှာအသင်းတောင်ရှိသူတွေဘက်ကနီးပြတစ်တယောက်ခံပြီဆိုလို့ရှိရင်သိတယ်မလားအဲ့ဒီနီးပြအတွက်တကယ်လုံလောက်တဲ့အားဖြည့်မှုတွေလုံးမပေးသေးဘူးဆိုလို့ရှိရင် Fernandes လိုကစားမမျိုးကလက်လွတ်လို့မရဘူး Fernandes ဒီအသက်ကတော့ကြီးလာပါပြီတစ်ချိန်မဟုတ်တစ်ချိန်တော့လက်လွတ်ရမှာပဲအဲ့တော့ဈေးကောင်းရတော့မှလက်လွတ်တာဒီစိုးရတဲ့ဆုံးဖြတ်ချက်တစ်ခုတော့မဟုတ်နိုင်ဘူးဒါပေမဲ့လို့ပြန်အစားထိုးတဲ့အခါတကယ်ဖြစ်တဲ့လို့အစားထိုးပြီးပါမလား Fernandes ရဲ့ numbers တီကိုမှီအောင်လို့เนาะကျွန်တော်ဒါမှမဟုတ် Fernandes လက်သွားတဲ့နေရာမှာပြန်အစားထိုးနိုင်အောင်လို့အသင်းတောင်ရှိတဲ့ဘက်ကစီမံနိုင်ပါမလားအခုချိန်မှာကျွန်တော်တွေမဟုတ်ဘူးတော့တော်တော်များများကတော့ Ineos ကိုမယုံကြည်တော့ဘူးလို့ကျွန်တော်ထင်တယ်ယုံကြည်ခြင်းစရာကောင်းတဲ့အပြောင်းရွှေ့တွေလည်းလောက်ပြမထားတော့ဘူးเนาะတချို့ချပါတော့ဗျာเนาะ British လူတွေဥဆောင်တာလိုချင်တဲ့သူတွေဆိုလို့ရှိရင်တော့เนาะဒါအတန်းနေရာထုတ်ပြီးတာလေးပါညာသိတယ်မလားကာကွယ်ကောင်းကာကွယ်ပေးနိုင်သေးတယ်ပေါ့ဒါပေမဲ့လည်းလို့ပေါ့เนาะကျွန်တော်တို့က
ဘယ်လိုပြောမလဲ Sergeant Radcliffe တို့ဒီ British လူမျိုးတွေဥဆောင်လို့ဆိုပြီးတော့အသင်းကကောင်းမသွားဘူးဗျာသိလားအခုလက်ရှိကျွန်တော်မြင်နေရတာဒီအသင်းမှာအကြီးမားဆုံးဆုံးဖြတ်ချက်တွေကိုအမားတွေကြီးလုပ်နေတာသူတို့အဖွဲ့တွေအဲ့ဒါကြောင့်ကျွန်တော်က Fernandes ကိုလက်လွတ်ဖို့ဆိုတာတဲ့ဆက်ပြီးတော့ရှိတာကပို့ပြီးတော့အဖြေကောင်းဖြစ်လိမ့်မယ်လို့ထင်တယ်ဗောနော်ဒါပေမဲ့လက်လွတ်မယ်ဆိုရင်လည်းပဲ32 33တော့ဖြစ်နေတဲ့ကစားမကိုတန်း60 90ရရင်တော့ဒါသိနှစ်ခါမစင်းစားမဲနဲ့လက်လွတ်တင်တယ်ဒါပေမဲ့အဲ့ဒီငွေကိုလည်းအကောင်းဆုံးအသုံးချနိုင်ဖို့အတင်ဘက်ကစီမံနိုင်မှရမယ်နီးပြအစ်ဘယ်သူပဲဖြစ်ဖြစ်ဗောနော်အဲ့ဒီနီးပြတွေဒီလက်ရှိအလိုအဆုံးနေရာတွေကို Fernandes ကိုရောင်းချတဲ့နေရာကနေရလာတဲ့ငွေကြီးနဲ့ပြန်ပြီးတော့အစားထိုးဖို့ကြိုးပမ်းနေတယ်လို့ကျွန်တော်တို့ယူဆတယ်တေချာတာတစ်ခုကတော့ Fernandes ထွက်ပြီးဆိုရင်အခုလိုဖြစ်နေလို့မရဘူးလက်ရှိကစားမတွေကူညာတို့အခုလိုဖြစ်နေလို့မရဘူးပူကောင်းမှရမယ်ဘင်ဂျမင်ရှက်ကိုတို့အခုလိုဖြစ်နေလို့မရဘူးပူကောင်းမှရမယ်အာမက်ဒီယာလိုတို့အန်ဘူမိုတို့အများကြီးပူကောင်းမှရမယ်တကယ်ကြိုင်စဉ်းစားကြည့်နော်အန်ဘူမိုရှိတယ်အာမက်ရှိမယ်ဘရူနိုရှိမယ်ရှက်ဘာလဲအန်ဘူမိုရှိမယ်အာမက်ရှိမယ်ရှက်ကိုရှိမယ်ကူညာရှိမယ်မေဆန်မောက်ရှိမယ်ဒီကစားသမား9ယောက်ရဲ့တာဝန်က Fernandes ကိုမမီဘူးဖြစ်နေတယ် Fernandes ဒီ twin goal မှာလည်းအများဆုံးပဲဖန်တီးမှုမှာလည်းအများဆုံးပဲ goal contribution မှာလည်းအများဆုံးပဲဆိုတော့ပုံစံဖြစ်နေတာကျွန်တော်သူ twin goal တော့သူအများကြီးမရှိဘူးဒါပေမဲ့ goal contribution မှာသူအများဆုံးဖြစ်နေတယ် chance creation မှာသူအများဆုံးဖြစ်နေတယ်ဆိုတော့အခွင့်အရေးဖန်တီးမှုပိုင်းတွေကိုကူညာတို့မေဆန်မောင်းတို့ကခွဲယူနိုင်နေဆိုရင် twin goal နဲ့ပတ်သက်တာတွေကို Sheshko တို့ Anbumo တို့ကခွဲယူနိုင်မှာဖြစ်မှာခွဲပြီးတော့သူတို့လှုပ်ပြနိုင်မှာဖြစ်မှာအဲ့ဒါမှကျွန်တော်တို့က Fernandes ကိုလက်လွတ်ရတာနောက်ဆန်တင်းစရာမလိုပါဗျာဆိုတော့အခုကကျွန်တော်အဲ့ဒါကစီစဉ်မှရတော့မှာ Fernandes ရဲ့အနာဂတ်ဒီမသေးကြတော့ဘူးဒီလားဆိုတော့အဲ့ဒီကစားမတွေစီကနေပြီးတော့သူတို့ပြန်လာပြီးလူစုံတက်ဆုံဖြစ်တဲ့ကအကုန်ကောင်းတာကိုကျွန်တော်မြင်ရမှာဖြစ်မှာ Fernandes ကိုအားကိုးနေတာတွေ Fernandes တယောက်တည်းကိုအမိတဲ့အရန်ပြုတ်လုံးနေတာတွေကျွန်တော်ရက်နိုင်မှကျွန်တော်ဖြစ်မှာเนาะ Amorim ထွက်သွားပြီး Amorim ကပဲသူ့ကိုနေအောင်တိုက်တွန်းခဲ့တာဆိုတော့ Amorim ထွက်သွားပြီးတဲ့နောက်မှာ Fernandes ကိုအသင်းမှာဆက်ပြီးတော့အများကြီးတွေးရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအကယ်လို့ Amorim နဲ့မဆိုင်မှုဆိုရင်တော့မှအသက်အရွယ်ရ Fernandes ဒီအသင်းမှာအများကြီးရှိနိုင်မှာမဟုတ်တော့ဘူး Fernandes နေရာကိုအစားထိုးကျွန်တော်ကျူးပန်းမှရပါမယ်အသင်းဘက်ကဘယ်လိုဆုံးဖြတ်မလဲ Fernandes ကိုလက်လွတ်ရင်တော့ပြန်ပြီးတော့ကောင်းတဲ့သူတယောက်နဲ့ခေါ်နိုင်မှာမလားနီးပြတဲ့လက်အောက်မှာကော Fernandes ကိုဆက်ထားဖို့တိုက်တွန်းအောင်မလားဘယ်လိုဖြစ်လာမလဲစောင့်ကြည့်ရမယ်ညီကတို့ရောဘယ်လိုမြင်ကြလဲ Amorim ကိုထုတ်ပယ်အပြီးနောက်မှာကွင်းလင်ကစားမဖြစ်တဲ့ Fernandes ရဲ့အနာဂတ်ကလည်းမတိမကျဖြစ်လာပြီဆိုတော့ Bruno Fernandes ကိုຫນွေမှာလက်လွတ်သွားရလိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါဦးအားလုံးကိုကြည့်များတင်ပါတယ် Fernandes ကိုလက်လွတ်ပြီးတဲ့အခါမှာကောလက်ရှိကူညာ Anbumo Sheshko မေဆန်မောင်ဆိုတဲ့ Ahmed Diallo ဆိုတဲ့9ယောက်ကအသင်းရဲ့တိုက်စစ်နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီတောင်းတွေကိုခွဲပြီးတော့ယူနိုင်ရလိမ့်မယ်လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါဦး channel လေးကို subscribe မလုပ်ရသေးဘူးဆိုတော့ဒီနေ့ပြီးတော့တောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ